အားလုံးပဲမင်္ဂလာပါဒီနေ့ပြောမယ့် topic ကတော့ကျွန်တော် AeroPress နဲ့ coffee ကျွန်တော်ဘယ်လိုဖြော်လဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့comment သင်ကမင်းဖြော်တဲ့ coffee မင်းဘယ်လိုဖြော်လဲဆိုတာငါကြည့်ကျင်သေးရဲ့ဆိုလို့ပါအဲ့တော့ AeroPress အဲ့တော့ဘာလို့မလဲဆိုရင် AeroPress ရှိမယ်သူ filter ရှိမယ်ပုံမှန်အဖြစ်တော့ကျွန်တော်ဒီလိုခွက်နဲ့ဖြော်တယ်ဒီခွက်နဲ့ဖြော်တယ်ဒါမျိုးဟိုတန်ခွက်လည်းဖြစ်တယ်နောက်အောက်ခြေအပြားပေါ့နော်ဒါမျိုးခွက်နဲ့ဖြော်တယ်ဒီနေ့ကတော့ coffee ထွက်ကြလာတာကိုပြလို့ရအောင်ဆိုပြီးတော့ဖန်ခွက်လေးထားတာဖန်ခွက်ကအန်ရများတယ်ဖန်ခွက်မသုံးဖို့ကျွန်တော်အကြံပေးတယ်သူကဒီခွက်ကအဝါကဒီလိုဝင်มาရမှာနော်ခွက်ကအဝါဒီလိုဝင်มาရမှာနော်ခွက်ကအဝါဒီလိုဝင်ရမှာအပေါ်မှာတင်လို့မရဘူးတေချာ fitting ဝင်နေရမှာရေနွေးကိုတော့ကျွန်တော်ကြိုပြီးတော့ဓာတ်ဘူးထဲမှာထည့်တာကျွန်တော်ဟိုလိုမျိုး fancy sprout လေးပါလေးနဲ့ကျွန်တော်မသုံးဓာတ်ဘူးထဲမှာထည့်တာဘာဖြစ်လို့ကျွန်တော်ရေနွေးအိုးရတန်းမလောင်းချရလဲဆိုတော့ရေနွေးအိုးရတန်းလောင်းချရမယ်ဆိုလို့ရှိရင်ရေနွေးရအရန်ဆူချင်းမှကြတော့လေသူက coffee burn ဖြစ်သွားတယ်လို့ပြောတယ်ဒါကြောင့်မလို့ရေနွေးဓာတ်ဘူးထဲကိုစူတဲ့ဓာတ်ဘူးထဲကိုစူတဲ့ရေနွေးကိုဓာတ်ဘူးထဲကိုခဏထည့်ထားလို့ရှိရင်ဓာတ်ဘူးထဲမှာလည်းကိုဒီမှာအချိန်ယူလို့ရတယ်ဓာတ်ဘူးထဲမှာလည်းရေနွေးရကြပူနည်းနည်းလေးသူက temperature drop ဖြစ်လာတယ်ဒါပေမဲ့လိုအပ်တဲ့အပူချိန်တော့ရှိနေသေးတယ်ပေါ့နော်ပြီးတဲ့အခါမှာလည်းကြံတဲ့ရေနွေးတွေကလည်းဆက်လက်ပူနေမှာဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ရေဓာတ်ဘူးထဲမှာထည့်တာ AeroPress နဲ့ဖြော်တဲ့အခါမှာ coffee မောင်းကအရွယ်အစားဘယ်လိုရှိလဲဆိုတော့ဒီလိုမျိုးသဲပေါ့နော်သဲနေထားသူကပေါဒါနေထားမဟုတ်သဲနေထားမှာအဲ့တော့ကျွန်တော်တယောက်စာအတွက်ပေါ့နော်တစ်စုံပေါ့နှစ်ယောက်စာဆိုနှစ်စုံပေါ့ကိုကဒါကိုကျွန်တော်က single shot လို့သဘောထားတယ်နှစ်ခွက်ထည့်ရင် double shot ပေါ့နော်ကျွန်တော်ဒီနေ့ double shot တောင်းတယ်ပေါ့နော်ဒီ coffee မောင်းကကျွန်တော်ခုနပြခဲ့တယ်သဲနေထားပေါ့နော် coffee မောင်းကသဲနေထားမှာရှိတယ်ညသူကပေါဒါမဟုတ်သဲနေထားမှာအဲ့တော့နှစ်ခုထည့်ပြီးသွားပြီဆိုရင်နှစ်ခွက်ထည့်ပြီးသွားပြီဆိုလို့ရှိရင်ရေနွေးထည့်မယ်ပေါ့နော်ရေနွေးကိုကျွန်တော်တဝက်လောက်ပဲရင်ထည့်တယ်ထည့်ပြီးတော့ဒီဇုံးရဲ့နောက်ဖင်နဲ့ကျွန်တော်မှုရဒီလိုမှုတဲ့ဟာကိုအစိုးရက fully စုပ်ယူသွားအောင်တေချာမှုရပဲပေါ့နော်မွေပြီးသွားပြီဆိုရင်ရေနွေးကြံတဲ့ရေနွေးကိုအပြည့်အထိထပ်ဖြည့်လိုက်မယ်ကျွန်တော်တခုရှင်းပြချင်တာက coffee မုံက fresh ဖြစ်သေးတယ်သုံးလို့ရတယ်ဆိုတော့ကောင်းသေးတယ်ဆိုတော့ coffee မုံဆိုလို့ရှိရင်ပေါ့နော်အခုလိုမျိုးမြင်နေရတယ်လို့ပဲပေါ့နော်ကာဗွန်ဒိုင်အောက်ဆိုက် release ဖြစ်ပြီးတော့သူကfoam တွေတက်လာလိမ့်မယ်ပေါ့နော် cream သူတို့ခေါ် cream ပေါ့ cream တက်လာလိမ့်မယ်အဲ့လိုမဟုတ်ဘူးဆိုရင်တော့ဒီကောင်တက်မှာမဟုတ်ဘူးဘာမှမဖြစ်ဘူးအရေးကျဲကြီးလိုမျိုးပဲဖြစ်နေလိမ့်မယ်ဒီလိုမျိုးအနှစ်တွေပဲထွက်လာမှာမဟုတ်ဘူးပေါ့နော်အဲ့လိုဖြစ်ပြီးသွားပြီဆိုရင်တော့ဒီ filter လေးကိုဟောပါနော်စွတ်လိုက်ရေစွတ်လိုက်မယ်ပေါ့ရေနွေးစွတ်လိုက်မယ်နော် preheat လုပ်ထားလိုက်မယ် wet လုပ်ထားလိုက်မယ်သူကနည်းနည်းလေးရတယ်အဲ့တော့ filter လေးကိုရေနွေးစွတ်ထားလိုက်မယ်ပြီးလို့ရှိရင်အပေါ်ကနေပိတ်လိုက်လို့ရတယ်ဒီလိုကျွန်တော်စောက်ထိုး
ဇောက်ထိုးပေါ့နော်ဒါဇောက်ထိုးဖြော်နီလို့ခေါ်တယ်ဒီ Aeropress ပေါ့နော်ပြိုင်ပွဲတွေရှိတယ်ကမ္ဘာမှာပေါ့နော်Aeropress ပြိုင်ပွဲ competition လို့ဟိုတွေပါရှိတယ်အဲ့ဒီမှာပြိုင်ပွဲဝင်တဲ့လူတွေတော်တော်များတယ်ဒီလိုဇောက်ထိုးဖြော်တဲ့နီးနဲ့ပဲဖြော်ကြတယ်ဒါဇောက်ထိုးဖြော်တဲ့နီးနဲ့ကိုခေါ်တယ်ဒီသူ့ရဲ့အညွှန်းကတော့သူကဟိုပုံထဲမှာတော့ဒီကောင်ကဒီလိုထည့်ပြီးတော့ဖင်ကနေထည့်ပြီးကြလိုက်တာပေါ့နော်အတဲ့ဖြော်တာပေါ့ဒါပေမဲ့ဒါဇောက်ထိုးဖြော်တဲ့နီးလို့ခေါ်တယ်ကျွန်တော်ကဒီလိုဇောက်ထိုးဖြော်တဲ့နီးကိုအသုံးချတာဘာလို့ဇောက်ထိုးဖြော်တဲ့နီးကိုသုံးတာလဲဆိုတော့ဇောက်ထိုးဖြော်တဲ့နီးကသူကဟိုဇောက်ထိုးဖြော်တဲ့နီးကဟိုဒီလိုအချိန်ကြကြကြိုက်တဲ့လောက်ထားလို့ရတယ်ကိုလိုတဲ့လောက်ပေါ့နော်ကိုကပူခါတာကြိုက်လားဟိုအချင်းများတာကြိုက်လားအဲ့ပေါ်မှာပိုချိန်လို့ရတယ်အဲ့တော့ तू ကခုနကတော့မှွေတာကိုကျွန်တော်ဟို hydrate လုပ်တာပေါ့ကျွန်တော်ခုနကတော့မှွေတာကို hydrate လုပ်တယ်ခေါ်ရေထည့်တာပေါ့အဲ့တော့ရေနဲ့စွတ်ပြီးတော့ထားတာပေါ့စွတ်လိုက်တာရေစွတ်လိုက်ရေစုပ်စေတာပေါ့နော်ရေစုပ်ပြီးသွားပြီ तू လုပ်စတဲ့ activity လုပ်ပြီးသွားပြီဆိုရင်ဒီလိုထားတဲ့ဟာကျတော့ infuse time လို့ခေါ်တယ်သူ infusion ပေါ့နော် तू က infuse လုပ်နေအောင်ဒီထဲမှာဘာခေါ်မလဲ तू ချက်နေရပေါ့အဲ့တော့ဒီ infusing time ကမိမိလိုတလို့ချိန်လို့ရတယ်ဒီလိုထားမယ်ဆိုရင်ဟိုလိုမှောက်ချထားကြတော့ तू ကဟိုနေတော့နေတယ်ဒါပေမဲ့ဖြည်းဖြည်းချင်းတော့တစ်စက်ချင်းတော့ကြာနေတယ်တဲ့အဲ့တော့ကျွန်တော်ဒါကိုဘယ်လောက်ထားလဲဆိုရင်coffee ပေါ့နော် coffee ပေါ်မှာမူတည် coffee ဈေးပေါ်မှာမူတည်ရယ်coffee ဈေးကနည်းနည်း dark ဖြစ်တယ်ဆိုရင်တိတ်ကြကြမထားဘူး light ဖြစ်တယ်ဆိုရင်နည်းနည်းကြာအဲ့လိုမျိုးပေါ့နော်ကိုယ့်အကူချိန်နေပြီးတော့ဟိုကိုယ့်ရဲ့ sweet spot လေးကိုရှာရမှာပေါ့နော်သူက coffee ဈေးပြောင်းလိုက်တာနဲ့ဒါမှမဟုတ် coffee မုန့်ဒီဟို roast level ပြောင်းသွားရင်လည်းသူကဒီမှာချိန်ဒီဟာကိုဒီဟာနဲ့ဒီ grade ဒီ coffee မုန့်အရွယ်အစား grain size ပေါ့နော်ဒီလို grain size ရယ်infusing time ရယ်ပြန်ချိန်ရတယ် coffee မုတ်ပြောင်းသွားရင်ဟိုပြန်ချိန်ရတယ်ပေါ့နော်ဟုတ်ပြီအခုကျွန်တော်အခုစကားပြောနေတာ10မိနစ်လောက်ရှိပြီဆိုတော့သူက10မိနစ်2မိနစ်ပဲထားခိုင်းတယ်ကိုက9မိနစ်လောက်ထိထားတဲ့ရပါမှမရှိဘူးကိုမိမိကြိုက်တဲ့ပုံစံထားလို့ရမိမိတောင်းတဲ့ coffee ဖြစ်တဲ့ကြောင့်သူများပြောတဲ့အတိုင်းတောက်စရာမလိုဘူးပေါ့နော်အဲ့တော့ကျွန်တော်ရပြီဆိုရင်ကျွန်တော်ဒါကိုဒီလိုမှောက်လိုက်တယ်ဒီလိုတင်ပြီးတော့ဒါမျိုးမှောက်လိုက်တယ်ဒီလိုထားရင် coffee ကျလာတော့သူကဒီ suction ရှိနေတဲ့အတွက်ကြောင့် coffee တော့မကျဘူးဒါပေမဲ့ပြောလို့တော့မရဘူးဒီကောင်နည်းနည်းချင်းတော့ drip ဖြစ်တယ်ပေါ့နော်နည်းနည်းလေး leak ဖြစ်တယ် leak သဘောမျိုးတော့ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီဟိုဇောက်ထိုးပေါ့နော်ဖြော်တဲ့နီးကိုပဲသုံးတာဖြစ်တယ်အဲ့တော့ဒီလိုမှောက်လိုက်ပြီဆိုရင်ပြီးရင်ကျွန်တော်ဘာလုပ်လဲဆိုရင်မှောက်ပြီးရင်ဒါမျိုး shake လုပ်တယ် shake လုပ်ပြီးတော့shake လုပ်ပြီးတော့ခဏထားလိုက်တယ်အဲ့လို shake လုပ်တဲ့အချိန်မှာ तू ကဒီလိုပုံစံ shake လုပ်တဲ့အတွက်ကြောင့်မလို့ तू ကလဲပြီးတော့အနေထိုင်သွားမယ်ပေါ့နော်အနေထိုင်သွားမယ် तू အနေထိုင်သွားပြီဆိုလို့ရှိရင်ဟိုပြီးတော့ရပြီပေါ့နော်ခဏထားလိုက်မယ်ပေါ့အနေမထိုင်ခင်မှာဘာဖြစ်မလဲဖိလိုက်ရင်ဘာဖြစ်မလဲဆိုတော့အနေမထိုင်ခင်မှာဖိလိုက်မယ်ဆိုလို့ရှိရင် तू ကဟိုပေါက်ထွက်လာတာတွေပါဖြစ်မယ်ပေါ့နော်အဲ့တော့ तू ကိုအနေပေးထိုင်မှရမှာဒီမှာဘယ်လောက်ထည့်လဲဆိုတော့ပေါ့နော်ကျွန်တော်2 shot ကိုဘယ်လောက်ထည့်လဲဆိုတော့ကျွန်တော်ဟိုအဆင်ပြေလို့ထည့်တယ်ကိုတောက်ချင်တဲ့အနေထားမှာထည့်ပေါ့နော်ကျွန်တော်ကတော့ဘယ်လောက်ရလို့တတ်မှတ်မထားဘူးဒီနေ့ဖို့တော့ကျွန်တော်နှစ်ခွက်စာကျွန်တော်နံပါတ်4ကျွန်တော်ပုံမှန်အဖြစ်တော့ဒါ4ဆိုတာ4ခွက်စာပေါ့ကျွန်တော်က2 shot ဆိုတော့ဒါဒီလိုနှစ်ခွက်စာပေါ့နော်သူ4မှတ်ပေါ့4မှတ်မှာထည့်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဖိဒီကောင်အရန်အနေများတယ်ဒါပေမဲ့ကျွန်တော်သတိထားပြီးတော့ဖိမယ်ဖိတဲ့ခါမှာဒီကနေဒီကို10မိနစ်အချိန်ယူရမယ်တဲ့ဇွတ်ဆိုဖိချလိုက်10မိနစ်ကိုကျွန်တော်ဘယ်လို control လုပ်လဲဆိုရင်ကျွန်တော်လက်ကိုဒီမှာထားတာလက်ကိုဒီမှာထားပြီးတော့ control လုပ်တယ်ပေါ့နော်ဒီလက်နဲ့ထိန်းတယ်ဒီလက်ကိုကျွန်တော်နှေးခြင်း
ဒီကောင်ကိုကျွန်တော်နည်းနည်းညှစ်လိုက်တယ်ပေါ့နော်မြန်ရင်တော့နည်းနည်း release ပြန်လုပ်ထားရပေါ့နော်အဲ့တော့ဒီအပေါ်အဖိတာကိုကျွန်တော်ဒီလက်နဲ့ထိန်းတာဒီဘက်လက်နဲ့ထိန်းတာအဲ့လက်က resistant လေးပေးရပေါ့နော်ကုန်းခါနီးပြီဆိုရင်တော့ကျွန်တော်အရှိန်နဲ့ဖိချလိုက်တယ်ဒါဆိုရင် AeroPress နဲ့coffee တစ်ခွက်ရပါပြီဒါ2ယောက်စာပေါ့နော်1ယောက်စာတော့မဟုတ်ဘူးဒီလောက်အများကြီးဟော AeroPress ရဲ့အကောင်အားတာတဲ့အချက်ကတော့ဒီဆက်ဒီ coffee make ဒီ coffee ဖြော်တဲ့ပေါ့နော်ဟိုကရိယာတွေအားလုံးနဲ့ AeroPress ရဲ့အားတာတဲ့အချက်ကတော့တန်ထိန်းသိမ်းရတာအလွယ်ဆုံးပဲဟုတ်လားဖြော်ပြီးသွားပြီဆိုရင်ဒီမှာတွန်းချလိုက်အဲ့မှာရေလည်းမစိရသေးဘူးဘာမှမလုပ်ရသေးဘူးအကုန်တန့်နေပြီနော်အကုန်တန့်နေပြီရေကျင်းလိုက်ရင်ဟိုရပြီဟုတ်လားဒီမှာဘာမှထွေထူးထူးပျက်စီးစရာလည်းမရှိဘူးရေကျင်းလိုက်ရင်ရပြီဒါ3-4နှစ်သုံးထားပြီးသား AeroPress ပေါ့နော်တခုပေါ့နော်ဒါပဲဒါလေးကိုဒီထဲရေကျင်းလိုက်ရင်ပြီးသွားပြီဒီမှာဒီ3ခုရေဆေးလိုက်ရင်ပြီးသွားပြီဆက်ပြလည်းတိုက်ဆရာမလို့ဘာမှလည်းလှုပ်ဆရာမလို့ပေါ့နော်ရေနေငယ်ကျင်းလိုက်ရင်ပြီးသွားအဲ့တော့ခီးဆောင်သွားမယ်ဆိုရင်လည်းတောထဲမှာဖြော်မလားတောင်ပေါ်မှာဖြော်မလားဘာမှဖြော်အဆင်ပြေတယ်နော်ဘာမှထွေထူးလှုပ်ဆရာမလို့ဒါလေးကိုရေကျင်းလိုက်ရင်ပြီးသွားပြီအခုတော့ရေမကျင်းမဒီတိုင်းသိရင်တော့တန့်နေဟိုသဘောပြောတာပေါ့နော်ဘာမှတော်တော်လေးကိုတန့်နေပြီအဲ့ဒါ AeroPress ရဲ့အားသာချက်ပဲပေါ့နော်သူက espresso နဲ့တော့မတူဘူးဒါပေမဲ့ तू က Americano ပုံစံမျိုးထွက်တယ်ပေါ့နော် तू ရေတစ်ခါတည်းရေနွေးများပြီးသားဆိုတော့လေအဲ့တော့ဟိုနွားနိုးနဲ့တောက်တဲ့လူတွေအတွက်ကတော့အဲ့လောက်ကြီးအဆင်ပြေခြင်းမပြေမယ် AeroPress လေဒါပေမဲ့ coffee တောက်တဲ့လူအတွက်ကတော့နွားနိုးနဲ့တောက်တဲ့လူအတွက်ကတော့နွားနိုး coffee ပေါ့နော် milk coffee တောက်တဲ့လူတွေအတွက်ကတော့အဆင်ပြေခြင်းမပြေမယ်ဒါပေမဲ့ AeroPress ကအဲ့လောက်ကြီးအဆင်ပြေခြင်းမပြေမယ်ဟို espresso နဲ့ဖြော်ထားတဲ့ဆိုင်ပေါ့နော် तू ကဟို espresso လိုမျိုးအနှစ်မထွက်ဘူးပေါ့နော်ဒါပေမဲ့ America ဟို coffee တောက်တဲ့ပေါ့လူတွေပေါ့နော် Americano တို့ long shot တို့ပေါ့တောက်တဲ့လူတွေပေါ့ဒီကောင် long shot ကိုလည်းမမှီဘူးဒါပေမဲ့ Americano နဲ့တော့ရှင်လို့ရတယ် Americano နဲ့တော့ဟိုတူပဲ Americano ပဲအားလုံးပဲကျေးဇူးတင်ပါတယ်